ကကျွန်တော်ပထမဦးဆုံးအိမ်ပြောင်းတဲ့နေ့လေးကိုအမှတ်တရအနေနဲ့ဘယ်လိုရိုက်ထားတာပေါ့နော်မြန်မာနိုင်ငံမှာဒီငငယ်တို့နဲ့ဖုန်းပြောတာကကျတော့ line မကောင်းတာကျတော့ပေါ့နော်အရန်နဲ့အဝိုင်းလှည့်နေအဲ့ကလူကြီးတွေလည်းအိမ်မှာစုံနေပေါ့နော်ရောက်နေကြဆိုတော့အမဆွေမျိုးတွေနဲ့ဖုန်းပြောရနေပြီးတော့မှကျွန်တော်ကတော့ပျက်စီးတွေရှင်းနေရပါတော့နောက်ကိုရနေပြီးတော့မှနာနာတငယ်ချင်းတွေအကုန်လုံးကဒီစမှုကကိုတက်ကြတာဆိုတော့ရှိပါတယ်ကိုပြောင်းလာကြတာပေါ့နော်ဒါလည်းကျွန်တော်ရအောင်ခေါ်တာပါဒီဖို့သူတို့နာကိုရပတ်မှာအကြောင်းကောင်းတာတွေအများကြီးရှိရပေါ့နော်ကျွန်တော်ရှိတဲ့ချီကိုရအောင်ခေါ်လိုက်တာအဲ့ကနေပြီးတော့မှသူတို့တွေအိမ်ရွှေ့ရတွေပါရေးပေါ့နော်နာနာစီကိုလာပြီးတော့ကူညီကြရဲအဲ့ကူညီပြီးတော့မှနာနာအိမ်မှာပဲအိပ်ပြီးတော့မှနောက်ရက်မှပေါ့နော်သူတို့လည်းဒီအိမ်အရွှေ့ပြောင်းလောက်မှာဆိုတော့အိမ်ပွဲသားရုံတော့သွားယူကြတယ်ပေါ့နော်တကယ်တကယ်တမ်းအိမ်ငားတာကဂျပန်ထိုင်းရိုက်ဆိုတော့ပေါ့နော်ကိုယ့်ဘာသာကိုလောက်ရတဲ့အရာတွေကအများကြီးဆိုတော့ပေါ့နည်းနည်းတော့ခက်ခဲတယ်ပေါ့နော်ပြီးတော့ကားလည်းပေါ့နော်ကားငားပြီးတော့မှ3ခေါက်လောက်တည်လေးရတယ်ကားလည်းနာနာတငယ်ချင်းဆိုတော့ပေါ့နော်သူတည်တည်ချာစိတ်ရှိနဲ့ပျက်စီးတွေကအလေးတွေလည်းပါတယ်ကူတယ်အဲ့ကနေပြီးတော့မှဒီဥစ္စာရှိပါမြန်မာဆိုင်ကို9ရောက်တာပေါ့နော်မုံသွားစားကြတာပေါ့နော်အကျော်တွေရောအစုံပဲပေါ့နော်ကြည်ဦးစီချက်တွေရောဝက်နံယုံမိတောက်တွေရောအဲ့လိုပုံစံမျိုးမောထားဆိုတော့အိမ်ရွှေ့တာမောထားဆိုတော့ပေါ့နော်အဲ့ဒီပြီးတော့မှတစ်ခွက်လုံးသွားစားကြတယ်အဲ့ကနေပြီးတော့မှဒီအပြန်ပေါ့နော်အပြန်ကကျတော့ဒီမှာရှိပါမှာစားပြီးတောက်ပြီးသူလမ်းမလျှောက်နိုင်တော့ဘူးပေါ့နော်အဖူးကတော့အထွေးကတော့သူကလျှောက်နိုင်သေးရဲ့ကျွန်တော်ကတော့နောက်ဆုံးကပေါ့နော်ဆာကူရာအပင်နေအောက်မှာတော့တာပြောနေအရင်တော့အမှတ်တရတွေပြန်ပြောပါပေါ့နော်ဒါကတော့ရှိပါဘူတာမှာပြန်နေပြီရှိပါဘူတာမှာသူဒါကဒိုင်းဆိုမှာခဏဝင်မယ်ဆိုပြီးတော့မှဒိုင်းဆိုကိုပစ္စည်းတွေပေါ့နော်ဝင်ဝယ်သေးတယ်ပစ္စည်းတွေကတော့အစုံပဲဘာဝယ်ရမလဲဆိုတော့အဓိကအမှတ်တရကတော့စင်းနီတုံပေါ့နော်စင်းနီတုံကလှတာတွေအများကြီးရှိတဲ့တရားမနနာကရှင်းတရှင်းကင်ပြီးတော့အဲ့ဒါပတ်တော့မယ်ရှင်းနီကင်ပြီးတော့မှသူကအမတိုင်ဆုံးမှပတ်တော့မယ်ပတ်ပြီးတော့မှအိမ်အောင်မှပစ္စည်းတွေကြံသေးရပေါ့နော်ဒီထမင်းရှက်တဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့မှအလောက်ကမအားရဆိုတော့မယူအောင်အလောက်ကပြန်တော့လေမူရှုပ်တာပေါ့နော်10နာရီကျော်10ခွဲ17လောက်ဆိုတော့ဒါကထမင်းထုတ်ဖို့အတွက်စက်ရုံက3ရက်ဆိုင်က3ရက်တစ်ပတ်မှာ1ရက်နားဆိုတော့ဗောနော်လိုအပ်တဲ့ပစ္စည်းလေးတွေဝင်ဝယ်တာဒါကအိမ်ရဲ့တောင်ဘေးမှာအဆုံရှိရဲသူကအိမ်မှာစပိန်ငါလို့ရတဲ့နေရာလေးရှိရဲဒါစပိန်ငါလို့ရတဲ့နေရာဗောနော်ဒါကနာနာအိမ်ဘေးအကွေအ family မတ်ဗောနော်ဒီ family မတ်မှာလည်းအိမ်နဲ့နီးလို့အလုံးရှောက်မှုဆိုပြီးတော့မှဘူရှုရှိတာမေးမလို့ဆိုပြီးလုပ်နေရဗောနော်ဒါကတော့ကျွန်တော်အိမ်ပထမဆုံးရက်မှာပဲအိမ်ကိုအထုပ်ကြီးနဲ့ဝယ်လာပြီးတည်လာတာပေါ့နော်ဒါကအဖိုးကိုအမေရဲ့အဖေကကျတော့လက်သမားဆိုတော့အဖိုးကိုတတိယပြီးတော့မှဒီစင်းနီတုံးကိုပြင်စင်းနီတုံးလုံးဝအကြီးကြီးဝယ်လာတာပေါ့နော်ဒါပေမဲ့တယောက်တည်းနေရဆိုတော့တကူဆိုလို့ရှိရင်အကားကွယ်ရအောင်ဆိုပြီးတော့မှစင်းနီတုံးအကြီးကြီးဝယ်လာလိုက်တယ်ပြင်စင်းနီတုံးပေါ့နော်ပစ္စည်းအထုပ်ဘိုးတွေကိုမနိုင်တနိုင်နဲ့တည်လာပြီးတော့အဲ့ဒီမှာတန်ရှင်းရလဲမလောက်ရသေးဘူး decoration တွေကလည်းမစင်ရသေးဘူးပေါ့နော်ဒါကဖက်နှက်စင်ဖြစ်ပါတယ်